မင်္ဂလာပါခင်ဗျာအခုကျွန်တော်ဆွေးနွေးသွားမယ့်ခေါင်းစဉ်ကတော့ကမ္ဘာအကြီးဆုံးနိုင်ငံရေးစိန်ခေါ်မှုတွေထဲကတစ်ခုဖြစ်တဲ့ Federal Democracy အကြောင်းပဲဖြစ်ပါတယ်ဆိုတော့ Federal Democracy ဆိုတာဘာလဲ Federal Democracy ဆိုတာ Federal နဲ့ Democracy ပေါင်းစပ်ထားတဲ့နိုင်ငံရေးစနစ်တစ်ခုဖြစ်ပါတယ် Federal ဆိုတာနိုင်ငံထဲမှာရှိတဲ့ပြည်နယ်တွေကိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးပြီးတော့အဓိကအာဏာကိုခွဲဝေကျင့်သုံးတဲ့စနစ်ဖြစ်ပါတယ်ဒီမိုကရေစီဆိုတာကတော့အားလုံးသိထားပြီးတဲ့အတိုင်းပြည်သူများရဲ့အခွင့်အရေးကိုတန်ဖိုးထားပြီးပြည်သူများကကိုယ်စားလှယ်တွေကိုလွတ်လပ်စွာရွေးချယ်နိုင်တဲ့နိုင်ငံရေးစနစ်တစ်ခုဖြစ်တယ်ဒီငယ်တဲ့နိုင်ငံသို့မဟုတ်လူမျိုးစုတစ်ခုတည်းရှိတဲ့နိုင်ငံတွေမှာဆိုရင်ဒီမိုကရေစီစနစ်ကိုကျင့်သုံးကြပြီးနိုင်ငံအကျယ်အဝန်းကြီးမားတာသို့မဟုတ်လူမျိုးစုအများများတဲ့နိုင်ငံတွေမှာဆိုရင်Federal Democracy စနစ်ကိုကျင့်သုံးကြပါတယ်။ Federal Democracy စနစ်မှာဆိုရင်အခြေခံမျိုးကွဲနှစ်ခုကိုအကြမ်းမြင်တွေ့ရပါတယ်။နံပါတ်1ဘိုးချုပ်ကင်မှုကဲတဲ့ Federal စနစ်နဲ့နံပါတ်2ဘိုးချုပ်ကင်မှုလျှော့ချထားတဲ့ Federal စနစ်ဆိုပြီးရှိပါတယ်။ဘိုးချုပ်ကင်မှုကဲတဲ့ Federal စနစ်ဆိုတာဘိုးအစိုးရနဲ့ပြည်နယ်အစိုးရကြားလုပ်ပိုင်ခွင့်အာဏာကိုဘိုးအစိုးရကပိုယူထားတဲ့ပုံစံမျိုးဖြစ်ပါတယ်။ဘိုးချုပ်ကင်မှုလျှော့ချထားတဲ့ Federal စနစ်ဆိုတာပြည်နယ်အစိုးရရဲ့လုပ်ပိုင်ခွင့်အာဏာဟာဘိုးအစိုးရရဲ့လွှမ်းမိုးမှုနည်းတဲ့ပုံစံမျိုးဖြစ်ပါတယ်။ Federal စနစ်မှာတွေ့ရတဲ့အာဏာမျိုးစားတွေကတော့နံပါတ်1ဘိုးအစိုးရနဲ့ပြည်နယ်အစိုးရတို့ကတက်မတ်ပိုင်းခြားရယူထားသောမူလလုပ်ပိုင်ခွင့်အာဏာနံပါတ်2ဘိုးအစိုးရနဲ့ပြည်နယ်အစိုးရကြားပူးတွဲမျှဝေကျင့်သုံးရသောလုပ်ပိုင်ခွင့်အာဏာနံပါတ်3ဖွဲ့စည်းပုံအခြေခံဥပဒေမှာရေးသားဖော်ပြထားခြင်းမရှိသေးသောကျွင်းကြံအာဏာနဲ့နံပါတ်4ပြည်နယ်တွေရဲ့တိကျဝိသေသလက္ခဏာဖြစ်တည်မှုအလိုက်တည်တံ့ပေးအပ်ထားတဲ့အထူးအခွင့်အာဏာတို့ပဲဖြစ်ပါတယ်ဖက်ဒရယ်စနစ်မှာပြည်နယ်အစိုးရနဲ့ဗဟိုအစိုးရကြားအာဏာခွဲဝေရေးကိုဖွဲ့စည်းပုံအခြေခံဥပဒေမှာအသေးစိတ်ရေးသားပြဋ္ဌာန်းထားကြရပါတယ်။အကယ်၍ပြည်နယ်နဲ့ဗဟိုအစိုးရကြားအာဏာခွဲဝေရေးပြဿနာတွေဖြစ်လာတဲ့အခါဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကနေကြားဝင်ဆုံးဖြတ်ဖြေရှင်းပေးရပါတယ်။ဒါကြောင့်အခြေခံဥပဒေခုံရုံးကဆိုရင်ပြည်နယ်တွေအချင်းချင်းတော်၎င်းပြည်နယ်နဲ့ဗဟိုအစိုးရကြားတော်၎င်းအာဏာညှင်းပွားမှုတွေဖြစ်လာတဲ့အခါတမာတမတ်ရှိဗတ်လိုက်မှုကင်းစွာကင်တွယ်ဖြေရှင်းပေးရပါတယ်။ဒါကြောင့်အခြေခံဥပဒေခုံရုံးဟာလွတ်လပ်သောတရားစီရင်ရေးစနစ်ကိုကျင့်သုံးနိုင်ရမည်ဖြစ်သလိုတိကျလွတ်လပ်သော institution ဖြစ်ရပါလိမ့်မယ်။အခြေခံဥပဒေခုံရုံးဟာတဦးတယောက်ကလွှမ်းမိုးတာတစ်ဖွဲ့ကလွှမ်းမိုးတာအာဏာမန်တိုင်းတစ်ခုကလွှမ်းမိုးတာမျိုးဖြစ်လို့မရပါဘူး။ဒါမှသာအာဏာခွဲဝေရေးပြဿနာတွေပေါ်လာတဲ့အခါမှာခိုင်ခိုင်မာမာလွတ်လပ်နဲ့ဗတ်လိုက်မှုကင်းအောင်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။အခြေခံဥပဒေခုံရုံးအနေနဲ့ကြားဝင်ဖြေရှင်းရမှာအဓိကကြီးရမှာကဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေပေါင်းတွေကကျော်လွန်ခြင်းရှိမရှိကိုကြည့်ရမှာဖြစ်ပါတယ်။ဒါအပြင်အခြေခံဥပဒေခုံရုံးဟာဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဋ္ဌာန်းအတည်ပြုထားတဲ့ပုံမှန်တွေကိုအနက်အဓိပ္ပာယ်ဖော်ပေးရပါတယ်။ဒီလိုပြဋ္ဌာန်းထားတဲ့ပုံမှန်တွေကိုအခြေခံဥပဒေခုံရုံးကအနက်အဓိပ္ပာယ်ဖော်တဲ့အခါခုံရုံးရဲ့အတည်ပြုဆုံးဖြတ်ချက်ကိုဗဟိုအစိုးရနဲ့ပြည်နယ်အစိုးရတွေကလေးစားလိုက်နာကြရပါတယ်။ဖက်ဒရယ်စနစ်ပြည်ပေါ်ပေါက်ဖို့အတွက်ဆိုရင်အခြေခံဥပဒေခုံရုံးကဲ့သို့တိကျလွတ်လပ်သော institution တွေခိုင်ခိုင်မာမာပေါ်ထွက်ရေးဟာအရေးကြီးတယ်ဆိုတာတွေ့ရမြင်ရပါမယ်။ဖက်ဒရယ်စနစ်ကိုလက်တွေ့အကောင့်တွေပေါ်တဲ့နေရာမှာအာဏာမန်တိုင်းချင်းချင်းတော်၎င်းပြည်နယ်နဲ့ဗဟိုအစိုးရကြားတော်၎င်းတစ်ဖက်နဲ့တစ်ဖက်မန်တိုင်းတစ်ခုနဲ့တစ်ခုအာဏာတွေကိုစနစ်တကျထိန်းကျောင်းထားနိုင်ဖို့ထူးအရေးကြီးပါတယ်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ Peace